ထမတည်ခြင်းဆိုတာပါလဲဆိုတော့ဖယားနဲ့ခွေးခေါ်ခြင်းအဲဆိုတော့အာရနဲ့ယူဝါကိုကြားကျင်မှားထားတဲ့အရာကစားရနေမှာတည်တယ်ဖယားတမတ်တဲ့တည်ခြင်းတရားမှာအာရနဲ့ယူဝါကြာရှုံးခဲ့အခုမြန်မာခေတ်မှာတော့ဖယားတမတ်တဲ့တည်ခြင်းဟာရက်ွက်တိုင်းမှာတဖြုတ်ဖြုတ်တည်ခြင်းတရားရင်ဆိုင်နေရကြတော့ကျွန်တော်တည်ခြင်းတရားရင်ကျင်းမှုလို့ဖြစ်တယ်ဟမ်မြင်လာကြားတာနားရင်တယ်နော်အဲ့တော့နားရင်နေကြတာဆိုတော့တဲ့ထူးဆန်းမဖြစ်ကြဒါပေမဲ့အခုကျွန်တော်တို့အတွက်တည်ခြင်းနောက်ထပ်နှစ်မျိုးကြံသေးတယ်အခုပထမတည်ခြင်းတဲ့ကနေယေရှုကိုရခွင့်ယေရှုကိုယုံကြည်ခွင့်ဗြိညင်တစ်တရားကျေးဇူးတရားကိုဖျားသခင်ကလူသားတိုင်းကိုချပေးတယ်။အာမင်။ဒါပေမဲ့ယုံကြည်မှရမယ်။ဟုတ်တယ်။အဲ့ဒီလိုယုံကြည်ဖို့အတွက်တင်တဲ့ကျွန်တော်ကဟောဖို့ပြောဖို့လိုအပ်တယ်။ပြောပြဖို့ဘောရာဘောချက်တွေပြောပြဖို့လိုအပ်တယ်။ဒါအဲ့ဒီနားမထောင်တဲ့နားကိုလေဘယ်လိုလုပ်လို့စစ်သေးလေးနဲ့တခါငါများကြည့်လို့ဆွဲထားပြီးတော့ကိုကပြောချင်တာကျမလေးအဲ့လိုမျိုးဟုတ်တယ်နားမထောင်တဲ့ပြောတဲ့အခါနားမထောင်နဲ့ထသွားတယ်လေငါများကြည့်နေအဲ့ဒီနားကိုတခါချစ်တာချစ်အဲ့ဒါလေအဲ့လောက်ချစ်စပါရှင်တဲ့စူတောင်းအောင်နော်ဟုတ်တယ် Okay အဲ့တော့ပရမတ်တီချင်းအကြောင်းကပြီးသွားပြီအခုကျွန်တော်ပြောချင်တဲ့တီချင်းကတော့ဒုတိယတီချင်းဆိုတဲ့အရာနဲ့နော်နံပါတ်1တီချင်းကကျမ်းစာကပြောတယ်ပထမတီချင်းအကြောင်းဖြစ်တယ်နံပါတ်3တီချင်းကတော့ကျမ်းစာကပြောတယ်ဒုတိယတီချင်းဖြစ်တယ်ကျမ်းစာမှာတီချင်းတရား3မျိုးကျွန်တော်တွေ့ရတယ်ဗျာဒိတ်ကျမ်းကိုကျွန်တော်တို့လေ့လာတဲ့အခါမှာဗျာဒိတ်ကျမ်းမှာတီချင်း2မျိုးပြောထားတယ်ပထမတီချင်းနဲ့ဒုတိယတီချင်းအဲ့တော့ကျမ်းစာအစအဆုံးကိုကြည့်မယ်ဆိုရင်တီချင်းတရား3မျိုးပေါ်ပြတာပထမဆုံးတီချင်းကတော့အာရနဲ့ဧဝဖန်ဆင်းခြင်းအစမှာဘုရားသခင်တတ်မှတ်တယ်ဘုရားသခင်နဲ့ခွဲခွာခြင်းဘာခွဲခွာလဲအတွင်းဝိညာဉ်အတွင်းနံပုဂ္ဂိုလ်ဖယားနဲ့ပါပဲကင်းကွာအသက်တာတည်သွားတယ်ဝေါကိုအမြဲတမ်းအခက်အခဲရှိပူညီနေတဲ့သူမညှို့ညင်ဘူးနှစ်ခါပြောစရာမလိုအဲ့လိုလူတည်သွားတယ်ဆိုကျွန်တော်လူလောကမှာတော့မှတိတ်ဝမ်းနေစရာကောင်းတယ်သာသနာလောကမှာလည်းတိတ်ဝမ်းနေစရာကောင်းတယ်နော်ဆရာအမြဲတမ်းအိမ်ငှားကလူပေးနေတဲ့လူရှင်ရင်တိမ်မှောက်ပြီးတော့ဆုံးသွားတယ်ဆုံးသွားတယ်ဆိုတော့ဝမ်းနေစရာကောင်းပါဒါပြောချင်တာကတော့လေလူမဲ့သူစင်ပေးလားမပေးဆုံးသွားတယ်ဆိုတော့လူမဲ့လူဆုံးသွားတယ်ဆိုတော့အိမ်ငှားလူရှင်ပါပဲမရှိတော့ဆိုတဲ့တော့ဒါပေမဲ့ကျွန်တော်တို့ပထမတည်ခြင်းထက်တဲအရေးကြီးတဲ့အရာကကျမ်းစာကပြောတယ်တော့ဗျာဒိတ်ကျမ်းကပြောတယ်ပထမတည်ခြင်းနဲ့ဒုတိယတည်ခြင်းအကြောင်းခိုင်ကြည့်ဒီနံပါတ်1တည်ခြင်းဖြစ်တဲ့လူနဲ့ဖျားပဲကွာခြင်းကအာရနဲ့ဧဝကြုံခဲ့လို့ကျွန်တော်တို့အားလုံးကအာရနဲ့ဧဝပြစ်မှားတယ်လို့မပြစ်မှားတဲ့ဒီနဲ့ကျွန်တော်လည်းအပါအဝင်ဖြစ်တယ်ဟာလေလုယာဟာယောမ54မှာပါသွားလေသူလုပ်ပြီးဆိုအဖေမေလုပ်ဆိုတမ်းမိမှာပါအဲ့တော့တခါတည်းရမှာပေါ့နော်ကျွန်တော်တို့အပေါင်းတင်တဲ့မှာလူဘွားစားဆိုတာဒါမဲ့ဖျားအောင်မင်းဖယားကဲတင်ရှင်ဆိုတော့ငါစူးနေနေဖယားခြေတော့ကနာမလားငါခြေတော့ပဲငါနာမှာပေါ့ငါဒါနဲ့လက်ကိုရှာပြီးနေဖယားလာနာမလားကိုဖြစ်ကိုခံမဲ့လေမှန်ပါတယ်အဖို့ကောင်ရုပ်ဆောင်အခန်းကဏ္ဍမှာတော့ကိုဖြစ်ကိုခံပေါ့ဒါနဲ့သခင်ယေရှုကနာလောကတရားအတွက်ကျွန်တော်တို့အတွက်ကိုးစားပေးဆက်တာနာလောကမှာအစားထိုးခြင်းတော့ရရာချေခြင်းကိုးစားပြုခြင်းဆိုတာရတယ်ထောင်လောကမှာတော့ကိုးစားပြုခြင်းဆိုတာရှိနေသေးနာလောကမှာကိုးစားပြုဆိုတာမရစရာအကြောင်းမရှိဘူးဒီတော့ကကျွန်တော်တို့လက်ရှိပုရုဇဉ်လူသားဖြစ်တဲ့အပေါက်ကောင်ရုပ်ဆောင်တဲ့ဒီခန္ဓာကိုယ်မှာကျွန်တော်တို့ရင်ဆိုင်ရမယ့်တည်ခြင်းနှစ်မျိုးကြံ့တယ်ပ
ဟိုးမှာကျွန်တော်မွေးနေ့2မျိုးကျွန်တော်ပြောထားတယ်မွေးနေ့2မျိုးမွေးနေ့2မျိုးဆိုတာဒီကဲတင်ချင်းရရင်ကျန်းစာကပြောတဲ့ဒုတိယမွေးဖွားခြင်းနော်ကဲတင်ချင်းရခြင်းနော်ထာဝရအသက်ရခြင်းအသက်စာဆောင်စရင်ဝင်ခြင်းမျိုးမျိုးပေါ့အခေါ်ဝေါ်ရှိတယ်အဲ့ဒီလိုအခေါ်ဝေါ်ရှိတဲ့ຢာလေးကိုရှင်းပြဖို့ရန်အတွက်ကျွန်တော်ထည့်ထားတဲ့အရာလေးဆရာကြီးဝင်းလို့သွင်းစီကနေကျွန်တော်ကြားခဲ့ရတဲ့စကားလေးတိတ်မှတ်သားစရာကောင်းတဲ့စကားဘာမွေးနေလဲတစ်ခါမွေးရင်နှစ်ခါတည်တယ်နှစ်ခါမွေးရင်တစ်ခါပဲတည်တစ်ခါမွေးရင်နှစ်ခါတည်ရမယ်နှစ်ခါမွေးရင်တစ်ခါပဲတည်ရမယ်အဲ့ဒါဘာလဲဆိုတော့ခန္ဓာတည်ခြင်းနဲ့ဝိညာဉ်တည်ခြင်းကိုနားလည်စေချင်ခန္ဓာတည်ခြင်းနဲ့ဝိညာဉ်တည်ခြင်းကိုနားလည်စေချင်ခန္ဓာတည်ခြင်းဟာဓာတ်ကျမ်းကပြောတယ်ပထမတည်ခြင်းကိုပြောတာနော်ဝိညာဉ်တည်ဆုံးခြင်းတရားစီရင်ခြင်းဆိုတာပုံနဲ့ပြလို့ဆိုပလင်းဖြူတရားစီရင်ခြင်းသို့မဟုတ်သူနဲ့စိတ်ခွဲခြားခြင်းသို့မဟုတ်အသက်စာဆောင်စရင်ဝင်တဲ့သူနဲ့အကျင့်စာဆောင်စရင်ဝင်တဲ့သူကိုခွဲခြားခြင်းပလင်ဖြူတရားစီရင်ခြင်းဆိုတာကျွန်တော်တို့ဆုံးဖြတ်ချက်ချခံပြီးဒုတိယတည်ခြင်းဆိုဒီမှာငရဲနော်ကျွန်တော်တို့ထင်ရှုနေရတိမ့်မရအဲ့တော့ဒီမှာဒုတိယတည်ခြင်း